ဆုတောင်းပြီဆိုလို့ရှိရင်မိမိတို့တဏ္ဍမှာဒီအရေးချင်းတွေရှိမရှိသေးရင်ရှိအောင်လုပ်ပြီးဆုပန်ဖို့လိုအပ်တယ်ပေါ့အဲ့ဒီအရေးချင်းတွေကဘာတွေလဲလို့ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာနံပါတ်2ကသီလနံပါတ်3ကတုတ္တနံပါတ်4ကစာကနံပါတ်5ကပညာလူတိုင်းမှာဒီအရေးချင်းတွေဟာအမတန်မှလိုအပ်တဲ့အရေးချင်းတွေဖြစ်တယ်ဒီအရေးချင်းတွေရှိပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဆန္ဒပြည့်ဝမှသိကြတယ်တတ္ထာဆိုတာဒီစကားလုံးကမြန်မာလူမျိုးတွေနှုတ်ထဲမှာလည်းပဲတရားနဲ့ပြောနေကြတာဒီလူကတရားကောင်းတယ်ဒီလူကတရားမကောင်းဘူးနဲ့တရားအကြောင်းပြောနေကြကိုယ်တဏ္ဍမှာတတ္ထာဆိုတဲ့ဒီသဘာဝတရားဖြစ်လာရင်ဘယ်လိုအနေထားရှိသလဲဒါကိုစဉ်းစားကြည့်ထိုတတ္ထာကိုမြန်မာလိုပြန်တဲ့အခါကျတော့ယုံကြည်တယ်လို့ဒီလိုပြန်ယုံတယ်ဆိုတာဘာကိုယုံတာလဲကြည်တာဆိုတာကဘာရဲ့ကြည်လင်မှုလဲလို့ဗမာစကားတစ်လုံးစီအဓိပ္ပာယ်ခွဲပြီးတော့ကြည့်ရအောင်ဒီနေရာမှာယုံတယ်ဆိုတာကိုလုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ထိုကုသိုလ်ကံရဲ့ကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းရှိတယ်လို့အခြေခံအားဖြင့်ယုံကြည်မှုဒါတတ်တာပဲအဲ့ဒါလောက်လေးမှမရှိဘူးဆိုလို့ရှိရင်လူတယောက်ဟာအရေးချင်းကင်းမဲ့နေသည့်အတွက်ကြောင့်သူ့ရဲ့ဆန္ဒတွေကပြည့်ဝဖို့တော့မဖြစ်နိုင်ဘူးပေါ့တတ္တဆိုတဲ့သဘာဝတရားကအခြေခံအပြင်ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တယ်ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတာကိုလို့တာကိုတာဝန်ယူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာကိုလို့တာကိုအတိမတ်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်ကံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်လေယံကမ္မံဂရိတန္တိကလျာဏဝါပါဝကံဝါတတ္တကမ္မတထာယထာဘောဟိတမှာဒါယုံကြည်တဲ့သဘောကိုပြောတာကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်ကိုလုပ်တဲ့ကံရဲ့ကောင်းမွေဆိုးမွေဟာကိုယ်နဲ့ပဲသက်ဆိုင်တယ်အမွေခံရမယ်လို့ဒီလိုလက်ခံတာလူတော်လူကောင်းဖြစ်ဖို့အတွက်အစပြိုးခြင်းပဲတချို့ကြတော့ကိုလုပ်ပြီးကိုတာဝန်မယူတဲ့ပုံကိုယ်တွေကိုယ့်ရဲ့လုပ်ရအပေါ်မှာကိုတာဝန်ယူမှုမရှိလက်ခံမှုမရှိတဲ့ပုံကိုယ်တွေရှိတယ်ကံကိုမယုံကြည်တဲ့ပုံကိုယ်ကြတော့ကံကိုညှင်းပယ်ထားတဲ့ပုံကိုယ်တယောက်ဘယ်တော့မှလူတော်လူကောင်းမဖြစ်နိုင်ဘာဖြစ်လို့မဖြစ်နိုင်လဲဆိုလို့ရှိရင်ကောင်းမွေဆိုးမွေကိုလို့ရင်ကိုခံရမယ်ဆိုတဲ့အတိကလေးရှိထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတာကိုဘယ်တော့မှလုပ်မှာမဟုတ်တော့ဘာဖြစ်လို့တော့ဆိုမကောင်းတာလုပ်ရင် तू မကောင်းတဲ့အမွေ तू ခံရမှာကိုလူတိုင်းဟာကောင်းတာကိုပဲရချင်တာဒါလူတိုင်းရဲ့ဆန္ဒပဲကောင်းကျိုးချမ်းသာရချင်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှမကောင်းတာကိုမကောင်းကျိုးပေးမဲ့ကံဆိုးမျိုးကိုလုံးဝမဟုတ်တော့ဘူးအဲ့ဒီတည်းလူတော်လူကောင်းဖြစ်ဖို့သေချာလာတယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတတ္ထာနဲ့ပတ်သက်လာတဲ့တတ္ထာဆိုတာယုံမှုသက်သက်ကလေးတွေဆိုလို့ရှိရင်တခါတရံတိမ်းဆောင်းသွားနိုင်တယ်တတ္ထာဟာအသိဉာဏ်နဲ့ထိန်းထားဖို့လိုအပ်တယ်ပေါ့ပရမတ္ထစကုကျမ်းမှာဒီဘရင်ဆရာတော်ကြီးကနားလည်အောင်မြန်မာလိုရေးထားတယ်တတ္ထာကိုပညာစောင့်မှလမ်းဖြောင်းသည်တဲ့တတ္ထာကိုပညာမစောင့်ဘူးဆိုရင်လမ်းမဖြောင်းဘူးပေါ့ဒါကြောင့်မို့လို့တတ္ထာလို့ဆိုတဲ့နေရာမှာအသိပညာပါတဲ့တတ္ထာမျိုးပို့ပြီးတော့အရေးကြီးတယ်ဒါကြောင့်မို့တစ်ဖက်ကပြောလို့ရှိရင်ကံကံ၏အကျိုးကိုယုံကြည်တယ်ဆိုတဲ့နေရာမှာကမ္မတက္ကတာသမ္မာဒိဋ္ဌိကံလာလင်ကိုယ်ပိုင်ဥစ္စာကိုလုထာကိုဆိုင်တယ်ဆိုတဲ့သိမြင်တဲ့ဉာဏ်ပညာကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့တနေရာမှာဆိုတယ်ပေါ့ဒါကြောင့်မို့အခြေခံအားဖြင့်
ကံကံဤကျိုးကိုယုံကြည်တယ်ဆိုတဲ့တတ္တာရှိဖို့လိုအပ်တယ်တဲ့အဲ့ဒါမှမရှိရင်ကောင်းတာလုပ်ဖို့ဆိုရင်ဖြစ်နိုင်အဲ့တော့တတ္တာကံကံဤကျိုးကိုယုံကြည်ပြီလို့ဆိုတာနဲ့ဒီပုဂ္ဂိုလ်ကကောင်းရတဲ့ဥဒိကိုရောက်နိုင်တယ်ပေါ့သို့တော့တတ္တာဟာစွမ်းရည်တတ္တိတွေကတစ်မျိုးတည်းမဟုတ်ဘူးယုံကြည်တဲ့လက်ခံတယ်ဆိုတဲ့အပြင်မှာစိတ်ဓာတ်ကလေးကိုကြည်နူးစေတယ်ဆိုတာလည်းပဲတတ္တာရဲ့စွမ်းဆောင်မှုတစ်ခုပဲကိုယ်တဏ္ဍာမှာတတ္တာဖြစ်လာပြီဆိုလို့ရှိရင်အလုံးခံမှန်းပြီးတော့သိနိုင်အောင်လို့ကြည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီးတော့အထတာလေးနေထေကရာမှာဗာပြောထားတော့တတ္တဥပ္ပစ္စမာနနိဝရဏေဝိခံပိတိတတ္တဆိုတဲ့သဘာဝတရားလေးမိမိစိတ်ထဲရောက်လာပြီဆိုလို့ရှိရင်တဲ့နိဝရဏတရားတွေကိုဖယ်ရှားနိုင်တယ်ဒါဖြင့်နိဝရဏတရားဆိုတာဘာလဲလို့ပြောရင်ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်တဲ့ခံစားလို့တဲ့ဆန္ဒထိုခံစားလို့တဲ့ဆန္ဒအရာဆန္ဒမပြည့်ဘူးဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့ဒေါသမကျေနပ်မှုအဲ့ဒါတွေဟာနိဝရဏတရားပဲနောက်ကုသိုလ်ရေးဘက်မှာစိတ်ဟာဆုံးနစ်လာတယ်ထိုင်းမိုင်းလာတယ်အလုံးမဖြစ်တော့ဘူးဆိုရင်ဌိနမိတ်တကုသိုလ်ဘက်မှာစိတ်ဟာမတည်ငြိမ်ပဲနဲ့ပြန့်လွင့်လာတယ်ပူပန်မှုတွေနဲ့တွဲလာတယ်ဥဒိစ္စကုက္ကိုစကောင်းတဲ့ဘက်မှာတန်တရားတွေဝင်လာတယ်ဝိသိကိစ္စဟောဒီနိဝရဏတရားတွေဟာတတ္ထပေါ်လာလိုက်လို့ရှိရင်ကောင်းကင်ယံမှာတိမ်နေဖုံးနေတော့လေလေကလေးတိုက်လိုက်လို့ရှိရင်ထိုတိမ်တိုက်တွေဟာကင်းစင်သွားတယ်လို့ပဲမိမိတို့တဏ္ဍာမှာဟောဒီတတ္ထာဆိုတဲ့သဘာဝတရားလေးဖြစ်ပေါ်လိုက်တာနဲ့တပြိုင်နက်ဒီနိဝရဏတရားတွေဟာရှင်းသွားတယ်တဲ့နိဝရဏတရားတွေရှင်းသွားတာကိုပဲစိတ်ကလေးကြည်သွားတယ်လို့ပြောတာနိဝရဏတရားရှိနေတဲ့ပုဂ္ဂိုလ်တရားဟာကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာလုံးဝစိတ်ကူးမရှိဘူးဆိုပါစို့မျက်စိကနှစ်သက်စရာအာယုံကိုကြည့်ခြင်းနဲ့နားကနှစ်သက်စရာအသံတွေနားထောင်ခြင်းနဲ့နှာခေါင်းကမွှေးကြိုင်တဲ့အနံ့ကိုရှူခြင်းနဲ့လျှာကကောင်းတဲ့အရာသာခံခြင်းနဲ့ခန္ဓာကိုယ်ကအထီးတွေ့မမောတယ်ဆိုတဲ့ဒီစိတ်ကူးတွေရနေတဲ့ပုဂ္ဂိုလ်တရားဟာကုသိုလ်ဘက်ကိုစိတ်ကူးပါမလားမကူဘူးကိုရထားတဲ့အာယုံပေါ်မှာမကြင်မနဲ့ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကရောကုသိုလ်ဘက်ကိုစိတ်ကူးပါမလားမကူဘူးအမြဲတမ်းထင်ရှားတယ်ဟောတတ္ထာဆိုတဲ့တဘာဝတရားမိမိတို့ရဲ့ယင်နဲ့နှလုံးနဲ့စိတ်ထဲမှာပေါ်လာလိုက်တာနဲ့တပြိုင်နက်အခုပြောတဲ့ကာမဂုဏ်အာယုံခံစားလို့တဲ့စိတ်တွေမကြည်မနှက်ဖြစ်နေတဲ့သဘောတရားတွေစိတ်ဆုံးနစ်ထိုင်းမိုင်းနေတဲ့သဘောတရားတွေစိတ်လေပြီးတော့စိတ်ပူပန်နေတဲ့သဘောတရားတွေတန်တရားတွေဝင်နေတဲ့သဘောတရားတွေဒါတွေဟာပျောက်ကင်းသွားပြီးတော့စိတ်ကလေးဟာကြီးလာတယ်နိဝရဏေဝိခံပေတိနိဝရဏတရားတွေကိုဖယ်ရှားလိုက်တယ်နိဝရဏဆိုတာကုသိုလ်တွေမဖြစ်အောင်ဆုတ်ပိတ်ထားတဲ့သဘောတရားတွေပဲအဲ့ဒီနိဝရဏတရားလွှမ်းမိုးနေတဲ့အချိန်ကိုယ့်ကိုယ်ပြန်ဆန်းစစ်ကြည့်ကုသိုလ်စိတ်မပေါ်ကုသိုလ်စိတ်တွေကိုတားဆီးထားလို့သူ့ကိုနိဝရဏလို့ခေါ်တာနိဝရဏကကုသိုလ်ကိုရင်တားဆီးုံနဲ့မကဘူးစိတ်ကိုလည်းညင်ညူးစေတယ်ဒါကြောင့်မို့စေတသောဥပ္ပကိလေသေစိတ်ကိုပူပန်ညင်ညူးစေအဲ့ဒါတည်းမကဘူးပညာယထုပ္ပလိကရဏေလူရဲ့စဉ်းစားဉာဏ်တွေဟာလည်းအားပြော့သွားတယ်အဲ့ဒီနိဝရဏတရားတွေကိုအခိုက်အတန့်အားဖြင့်ဟောဒီတတ္ထာဆိုတဲ့သဘာဝတရားမိမိတို့တဏ္ဍာမှာဖြစ်လိုက်တာနဲ့တပြိုင်နက်ဖယ်ရှားပြစ်လိုက်နိုင်တယ်စိတ်ကလေးဟာကြီးလာတယ်တော့ကလူတွေလည်းပြောကြတယ်နော်ငါစိတ်မကြည်ဘူးဆိုရင်အဲ့ဒီလူဟာ
စိတ်မကြည်တဲ့လူကဒါနကောင်းမှုလုပ်ဖို့လည်းစိတ်ဝင်စားဘူးသီလဆောက်တည်ဖို့လည်းစိတ်ဝင်စားဘူးနော်စိတ်ကြည်လာတဲ့ပုဂ္ဂိုလ်ကစဉ်းစားပြီးမလုပ်ရကောင်းမလဲနောက်ဆုံးမှအိမ်မှာရှိတဲ့ဘုရားရှင်လေးအေးတန်ရှင်းလုံးမှပဲဘုရားပန်းလဲအောင်မှပဲရှည်ချမ်းကတ်လူအောင်မှပဲဒါနကောင်းမှုတစ်ခုလုပ်အောင်မှပဲသီလဆောက်တည်အောင်မှပဲတရားအထောက်အောင်မှပဲဆိုတဲ့ကောင်းမြတ်တဲ့ဘက်စိတ်ကူးစိတ်တန်းလေးတွေပေါ်လာတာအဲ့ဒီလိုပေါ်လာတာဘယ်သူကစွမ်းဆောင်ပေးတာတော့ဆိုအခုပြောတဲ့တတ္ထာစွမ်းဆောင်ပေးလိုက်တာပဲဒါကြောင့်မို့ထသလည်းဒီထေကရာမှာသဘာဝတရားကိုရှင်းရှင်းလေးပတန်နေနစိတ်တေနဒါနံဒိဋ္ဌိတရားတရားလေးပေါ်လာလို့ရှိရင်နိဝရဏတရားတွေကိုဖယ်ရှားပြစ်လိုက်တယ်စိတ်ရဲ့ပူပန်မှုတွေကိုလည်းပဲရောကျသွားစေတယ်အဲ့ဒီတော့လူရဲ့စိတ်လေးကကြီးလာတယ်ကြီးနေတဲ့စိတ်ကလေးနဲ့လူဟာဒါနလုပ်တယ်တဲ့သီလဆောက်တည်တယ်ဥပုသ်ဆောင်တယ်ကမ္မထဘာဝနာပွားတယ်အဲ့ဒီဘက်ကိုတတ္တာကဥလှည့်ပေးတာကောင်းတာတွေလှုပ်ဖြစ်ဖို့အတွက်တတ္တာကဥလှည့်ပေးတယ်အဲ့တော့ဒီလိုတတ္တာဆိုတာကိုမှမိမိတဏ္ဍာမှာမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်ပြီးဆူတောင်းရင်ပြည့်နိုင်မှာမလားမပြည့်နိုင်ဘူးတဲ့ဟောတတ္တာဆိုတာအခြေခံအားဖြင့်အခုလိုစွမ်းဆောင်မှုတွေရှိတယ်ဒီတွေအစင်းမြင့်လာတဲ့တတ္တာကြတော့ယုံကြည်ဆုံးဖြတ်မှုဘုရားရဲ့ဂုဏ်နဲ့ပတ်သက်လာလို့ရှင်လေယုံကြည်တယ်ဆုံးဖြတ်သိဒါကြတော့အသိဉာဏ်နဲ့ရှင်းလာတယ်ဗုဒ္ဓေအဝိစ္စပတာရမြတ်စွာဘုရားဂုဏ်တော်ကိုဉာဏ်သက်ပြီးတော့ကြီးညိုတယ်အသိဉာဏ်နဲ့တွဲဖက်ပြီးတော့ကြီးညိုတတ်တယ်ဓမ္မေအဝိစ္စပတာရတရားနဲ့ပတ်သက်ပြီးဉာဏ်သက်ကြီးညိုတယ်တန်ခေအဝိစ္စပတာရတန်ခါရဲ့ဂုဏ်ကိုအသိဉာဏ်တက်ရောက်ပြီးတော့ကြီးညိုတယ်ဆိုတယ်ဒီတတ္တာကြတော့အစစ်မြင့်တဲ့တတ္တာဖြစ်သွားပြီအသိဉာဏ်နဲ့ကြီးညိုတဲ့ပုဂ္ဂိုလ်နဲ့အသိဉာဏ်နဲ့မကြီးညိုတဲ့ပုဂ္ဂိုလ်ကအမတန်မှကွာခြားတယ်ဆိုပါစို့ဘုရားကိုးကွယ်တာချင်းတူအောင်ကိုးကွယ်ပုံကိုးကွယ်နည်းမတူဘူးမြတ်စွာဘုရားရဲ့ဂုဏ်ကိုမှန်းပြီးတော့ဂုဏ်ကိုကြီးညိုပြီးတော့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့ပဲလက်လက်ပါလိုချင်လို့ကိုးကွယ်တာလည်းရှိသေးတယ်ဒီဘုရားလေးကလာဘမှုနိဒီဘုရားလေးရောက်ကြတဲ့လက်ကောင်းတယ်ဆိုပြီးတော့ကိုးကွယ်တာမရှိဘူးလားအေးဒီဘုရားလေးကိုးကွယ်ထားလို့ရှိရင်မိဘေးကင်းတယ်ဆိုပြီးတော့ကိုးကွယ်တာမရှိဘူးလားဒါလက်ကောင်းလို့ကိုးကွယ်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးကြတော့အသိဉာဏ်နဲ့ကိုးကွယ်တာဟုတ်ပါမလားခုံတော်မဟုတ်ဘူးကိုလိုချင်တဲ့လောဘနဲ့ကိုးကွယ်နေတာကိုးကွယ်ပုံချင်းမတူဘူးနော်အဝိဇ္ဇပတာရဆိုတာအဲ့ဒါမဟုတ်ဘူးမြတ်စွာဘုရားတကယ့်ကိုသီလအပြင်သမာဓိအပြင်ပညာအပြင်ဘယ်ပုဂ္ဂိုလ်နဲ့မှမတူတလောကလုံးရဲ့ဥညွတ်ရဖြစ်တဲ့ဂုံရည်ချင်းတွေနဲ့ပြည့်စုံတယ်ဆိုတဲ့ဂုံကိုသိပြီးတော့ကိုးကွယ်တာမျိုးမှာခုနကလက်လက်ပါးကြောင့်ကိုးကွယ်တယ်ဆိုလို့ရှိရင်အေးဘုရားကိုးကွယ်ရတဲ့နဲ့လက်မရဘူးဆိုရင်ဆက်ကိုးကွယ်ပါမလားမကိုးကွယ်ဘူးဘုရားတောင်မှတခြားပို့ရင်ပို့နေမှာတော့ကြတချို့ပြောသေးတယ်ဘုရားခိုက်တယ်ဆိုပြီးကိုမဟုတ်တာလှုပ်တာတော့မသိဘူးဘုရားခိုက်တယ်နော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်လောကမှာဘုရားကိုးကွယ်တိုင်းတတ္တနဲ့အသိဉာဏ်နဲ့ကိုးကွယ်တာမဟုတ်ဘူးသောတာပန်ပုဂ္ဂိုလ်တွေကြတော့အခုအဝိဇ္ဇပတာရလို့ဆိုတဲ့တကယ်ကိုအသိဉာဏ်ပါတဲ့ယုံကြည်မှုမျိုးနဲ့ယုံကြည်သွားတယ်အဲ့ဒီတတ္တကြတော့ခုနကကံကံဤကျိုးယုံကြည်တာဆိုတာတဲ့အစင်းမြင့်အဲ့ဒီတတ္တမျိုးကိုစာပေကျမ်းကမှာဘယ်လိုခေါ်တော့ဆိုရင်ဓတ္တနမူလိကာတတ္တဓတ္တနမူလိကာဆိုတာမြင်တတ်တဲ့ဉာဏ်ပေါ်မှာအခြေခံထားတဲ့တတ္တစွမ်းဆောင်မှုပိုအကောင်းနေအဲ့ဒါနောက်တစ်ခုအာကာရဝတိတတ္တကြိုးကြောင်းစီလျော်တဲ့အသိဉာဏ်နဲ့တွဲဖက်လာတဲ့တတ္တအဲ့တော့ဘုန်းကြီးတို့တွေမှာရရမယ့်တတ္တကတာမန်အဆင့်တတ္တမျိုးတဲ့တန်ဖိုးရှိတဲ့ဓတ္တနမူလိကအသိဉာဏ်ကိုအခြေခံတဲ့သို့မဟုတ်အသိဉာဏ်နဲ့ထိမ့်သိမ်းဆောက်ရှောက်ထားတဲ့တရားမျိုးပဲဖြစ်တဲ့နဲ့ပညာမဲ့တရားကြတော့မျက်ကန်းယုံကြည်မှုမျိုးဖြစ်တတ်တယ်အဲ့တော့ပညာမဲ့တရားမျိုးမဖြစ်စေသင့်ဘူး
ညာနဲ့တရားမျိုးပဲဖြစ်စေတယ်တခါတည်းတဲ့အစစ်မြင့်တဲ့တတ္ထာဆိုတာရှိသေးလားဆိုရှိသေးတယ်တဘာဝတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုဆုံးဆုံးဖြတ်ဖြတ်နဲ့လက်ခံယုံကြည်တာကိုယ်တိုင်ဝိပဿနာကမ္မဋ္ဌာန်းတရားကိုအားထုတ်လို့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေအနတ္တရဲ့သဘောတွေဒါတွေကိုပိုင်ပိုင်နိုင်နိုင်သိပြီးတော့ကိုယ်ကိုယ်တိုင်သိလို့လက်ခံယုံကြည်တာမျိုးရောမရှိဘူးလားအဲ့ဒီတတ္တမျိုးကြတော့အလွန်အဆင့်မြင့်သွားတဲ့တတ္တမျိုးဒီလိုတတ္တဆိုတာအဆင့်ဆင့်ရှိတယ်အဲ့ဒီတတ္တတရားတွေရှိနေပြီဆိုလို့ရှိရင်တော့ဘုန်းကြီးတို့တွေဟာဆုတောင်းမယ်ဆိုရင်သို့မဟုတ်ဆန္ဒပြုမယ်ဆိုရင်ကိုယ်ဆန္ဒပြေဝနိုင်ပါတယ်လို့ဒီလိုခေါ်တာပါနောက်သီလတဲ့သီလဆိုတာကိုကျင့်တရားအ ਨੇ ဆုံးလောကမှာလူ့ကြောင့်ဘဝမှာနေတဲ့ပုဂ္ဂိုလ်တွေထိမ့်သိမ်းစောင့်ကြရတယ်၅ပါးသီလ၅ပါးသီလဆိုတာဝါရိဋ္ဌသီလမျိုးမလုပ်ရဘူးလို့တားမြစ်ထားတဲ့သီလမျိုးပဲမလုပ်ရဘူးဆိုတာကိုလုပ်မယ်ဆိုလို့ရှိရင်အပြစ်ရှိတာပဲဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာဝင်ပဲဖြစ်ဖြစ်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေငါးပါးသီလနဲ့မပြည့်စုံဘူးဆိုလို့ရှိရင်တော့မကောင်းတဲ့အကျိုးရမှသိကြတာပဲစဉ်းစားကြည့်လေအကြံဉာဏ်အပြင်ပါဏာတိပါဒသူများတဲ့တတ်တဲ့ပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တယောက်ဟာငရဲကြတာဘာညာတာဖယ်ထားလူဖြစ်လာလို့ရှိရင်အသက်တိုတာတို့ယောဂများတာတို့မဖြစ်ဘူးလားဖြစ်တယ်လူတွေကဆူတောင်းကြတယ်လေအသက်ရှည်ကြပါစေယောဂကင်းကြပါစေလောက်ကြတာမဟုတ်လားလောကမှာတေချာစဉ်းစားကြည့်လို့ရှိရင်ယောဂကင်းပြီးတော့အသက်ရှည်တဲ့ပုဂ္ဂိုလ်တွေကပါဏာတိပါဒသိက္ခာပုဂ္ဂိုလ်လုံလုံထိန်းခဲ့ကြလို့အဲ့ဒါလိုမဟုတ်ဘဲနဲ့အသက်တူယောဂများနေတဲ့ပုဂ္ဂိုလ်တွေရေပုံရအပြင်ပါဏာတိပါဒအမှုကျူးလွန်ခဲ့တာအခြေပြုခဲ့တာပဲပေါ့အကယ်၍သာပါဏာတိပါဒသိက္ခာပုဂ္ဂိုလ်ပြည့်ပြည့်စုံစုံဆောက်တည်ခဲ့မယ်ဆိုပြည့်ပြည့်စုံစုံဆိုတာဘာကိုပြောတာလဲပါဏာတိပါဒသိက္ခာပုဂ္ဂိုလ်ဆိုတာအဆင့်တွေအမျိုးမျိုးရှိတယ်နော်အများအားဖြင့်သူများအသက်ကိုတတ်ချင်းမှရှောင်ပါ၏ဆိုတဲ့နေရာတွေမှာရပ်နေတာမဟုတ်လားအဲ့ဒါကအစလေးပဲရှိသေးတယ်နောက်တစ်ဆင့်တည်းရမှာပါလဲပါဠိတော်တွေမှာတေချာဟောထားတာရှိတယ်နော်မြတ်စွာဘုရားပါဏာတိပါဒကရှောင်တယ်ဆိုတဲ့နေရာပါဏာတိပါဒပฏิဝိရတောသမနောဂေါရမောမြတ်စွာဘုရားဟာပါဏာတိပါဒမှာရှောင်တယ်ဒါနဲ့ကိစ္စပြီးပြီလားမပြီးသေးဘူးနိဟိတဒန္တောနိဟိတတတ္ထောတတ္တဝါတွေကိုညှင်းဆဲတပ်ဖြတ်ဖို့ဒုတ်တို့ဘာလို့မထားဘူးတဲ့လက်နဲ့တွေမထားဘူးဒီလိုပြောတာနော်အဲ့ဒါလို့မဟုတ်ဘူးအများကတော့ပါဏာတိပါဒကရှောင်တယ်ရှောင်တော့ရှောင်တယ်ဒါပေမဲ့ကိုယ်စီလာတဲ့ရန်သူတော့ကာကွယ်ဖို့ဆိုပြီးတော့လက်နဲ့ကလေးတွေပါလေထားတတ်သေးတယ်မထားကြဘူးလားကိုယ့်တက်ကိုကာကွယ်မယ်ဆိုတဲ့စိတ်ကရှိနေသေးတယ်အဲ့တော့ပါဏာတိပါဒကျွလွန်မှုကအစဉ်သင်းဖြစ်နေတဲ့အနေအထားမျိုးမရောက်ဘူးလားဘုန်းကြီးတို့အမေရိကသွားတော့တခါကြုံရတယ်တခါတယောက်ကဆွမ်းစားလာပင်းတော့အဲ့ဒါသူကားပေါ်လဲတက်လိုက်ရောရှေ့က dashboard ကဖွင့်လိုက်တဲ့အချိန်မှာ6လုံးမျိုးကဘုန်းကြီးတို့ခြေတော်နာထောက်ခနဲ့လာကြဘုန်းကြီးရှေ့မှာလက်နဲ့ကြီး6လုံးမျိုးတနက်ရှေ့မှာကြတော့သူနည်းနည်းတော့အာရုံအာနာဖြစ်သွားပြီဘာပြောတော့ဆိုဒီနိုင်ငံမှာကိုကာကွယ်ဖို့ဒါလေးတော့ဆောင်ထားရတယ်ဗျာတဲ့ဟုတ်ကဲ့လားအဲ့တော့ကိုလာမထိနဲ့ထိရင်လုံးမယ်ဆိုတဲ့သဘောမျိုးရှိမနေဘူးလားအဲ့တော့ပါဏာတိပါဒလုံမလားမလုံဘူးတခုလုံးဖို့ကိုယ်မှလက်နဲ့တွေထားတယ်ပစ္စည်းထားတယ်မြတ်စွာဘုရားကဒုတ်တို့လက်နဲ့တို့ကိုမထားဘူးဟော
ကာကွယ်ဖို့ဆိုတာဒုတ်တို့လက်နဲ့တို့ကိုမထားဘူးပါဏာတိပါဒကရှောင်းနေဆိုတာအပြီးသတ်ရှောင်းအဲ့တော့ဒါရင်ပြီးပြီလားဆိုမပြီးသေးဘူးလစ်စီဒီလောက်ကိုရှက်တယ်ယွံမုန်းတယ်ဆက်ဆုပ်တယ်သူများတဲ့တတ်တဲ့အလုပ်ကိုတတ္တဝါတွေရဲ့အသက်ကိုတတ်တဲ့အလုပ်ကိုဆက်ဆုပ်တယ်ယွံမုန်းတယ်ဆိုတဲ့အဆင့်ရှိရမယ်တဲ့ဆက်ဆုပ်ယွံမုန်းနေုံနဲ့ပြီးလားမပြီးသေးဘူးတရားပန်တော့တနာခြင်းကရုဏာထားရအောင်မယ်တဗ္ဗပါဏဗုဒ္ဓဟိတံနုကံမိတတ္တဝါတို့ကရုဏာနဲ့မေတ္တာနဲ့အမြဲတမ်းသူတို့အကျိုးစီးပွားကိုလိုလားနေတဲ့စိတ်ရှိရမယ်အဲ့ဒီကြမှာပါဏာတိပါဒဝေရမဏိယပြည့်စုံတာအဲ့ဒါကိုမထိန်ဘူးဆိုလို့ရှိရင်တော့ခေါင်းပါဏာတိပါဒပြည့်စုံနိုင်မှာမလားအေးမြတ်စွာဘုရားကပါဏာတိပါဒဝေရမဏိဆိုတာအဲ့ဒီထိအောင်ဟောထားတာနော်ရှောင်ရံနဲ့ဆောင်ရံနှစ်ခုရှိရှောင်တယ်ဆိုတာသူများတဲ့တတ်ချင်းမှာရှောင်တယ်ဆောင်ရံမှာကအဲ့ဒီတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတတ္တဝါတွေကိုငဲ့ညာတနာတဲ့ကရုဏာဒါကိုပွားများဖို့လိုအပ်သေးတယ်လို့ဒီလိုပြောတာအဲ့ဒါရှိမှဒီသိက္ခာပုဒ်ကပိုခိုင်မြဲနိုင်တယ်ပေါ့နို့ဆိုလို့ရှိရင်ဒီတိုင်းတော့ကိုယ်လာမထီသေးရင်တော့အကောင်းပဲပေါ့ကိုယ်လာမထီသေးရင်ရှောင်နေတယ်ပေါ့ဟိုတစ်ကျုပ်ဥပုသ်ဆောင်တာနဲ့တူတူပဲစားစရာအကောင်မရှိတဲ့အခါကျတော့ကဲဥပုသ်ဆောင်လိုက်အောင်မယ်အနာနာကသားကောင်တစ်ကောင်ဖြတ်သွားရင်တော့ထဖန်လိုက်တယ်ဥပုသ်နောက်ကြမှာမတွေ့သေးရင်ရှောင်နေတယ်ဆိုတဲ့အတိတ်ပဲတွေ့ရင်တော့မရှောင်သေးဘူးဟုတ်ကဲ့လားအဲ့ဒီပုံစံမျိုးရောက်နေတယ်ပေါ့အေးသီလဆိုတာဟာအခြေခံအားဖြင့်၅ပါးသီလလူတွေမှာ၅ပါးသီလမှာမပြည့်စုံဘူးဆိုလို့ရှိရင်ဆုတောင်းလဲပြည့်စုံမှာမလားဆိုပါစို့ပါဏာတိပါဒသူ့အသက်တတ်နေတဲ့ပုဂ္ဂိုလ်တယောက်ကအသက်ရှည်ပါစေရပါမလားယောဂကင်းပါစေဆိုရောရပါမလားအေးလူတွေကနေ့စဉ်ဆုတောင်းနေကြတာဟောအသက်တော်ရာကျော်ရှည်ကြပါစေယောဂဝေဒနာတွေကင်းကြပါစေဆုမတောင်းဘူးလားအေးဒါပေမဲ့လို့သီလမလုံဘူးဆိုလို့ရှိရင်အဲ့ဒီဆုတောင်းတွေပြည့်နိုင်ပါမလားမပြည့်နိုင်ဘူးနော်ထို့တူပဲအရိဏဒါနသူမြတ်ပစ္စည်းကိုမတရားယူခြင်းမှမရှောင်ကျင်မဲနဲ့စီးပွားဥစ္စာတွေတိုးတက်ပါစေမရဘူးအရိဏဒါနကျူးလွန်လာတဲ့ပုဂ္ဂိုလ်ကဘယ်လိုနည်းနဲ့ရလာတဲ့ပစ္စည်းပဲဖြစ်ဖြစ်ရလာတဲ့ပစ္စည်းတွေကတနည်းနည်းနဲ့ယန္တမျိုး၅ပါးနဲ့ပျက်စီးသွားတတ်တယ်ဒါကြောင့်မို့အရိဏဒါနခံရဲ့အပြစ်ဟာအမတန်မှကြီးမားတယ်လူလောကလူဆိုတာအသက်လည်းရှည်ရမယ်ကျမ်းလည်းကျမ်းမာရမယ်စီးပွားဥစ္စာလည်းပြည့်စုံအောင်အရိဏဒါနလွန်ကျူးလာလို့ရှိရင်စီးပွားဥစ္စာမပြည့်စုံဘူးချုံးငယ်တယ်ပေါ့နောက်ကာမေတုမိစ္ဆာစာရကာမေတုမိစ္ဆာစာရကမရှောင်ဘူးဆိုလို့ရှိရင်လူမုန်းများတယ်အဲ့ဒီပုဂ္ဂိုလ်လောကမှာလူချစ်လူခင်ပေါ်တာကြိုက်သလားလူမုန်းများတာကြိုက်သလားအေးသူကလူချစ်လူခင်ပေါ်ခြင်းတယ်သို့တော့ဒီသီလနဲ့မပြည့်စုံဘူးဆိုလို့ရှိရင်လူချစ်လူခင်ပေါ်တယ်ဆိုတဲ့အကျိုးရပါမလားမရဘူးမုသဝါဒလိမ့်လီလက်စားပြောတယ်ဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာကိုယ်အဆွဆွဲတွေအပြောဆိုတွေအလိမ်ညာတွေခံရအေးမုသဝါဒသိက္ခာပုဒ်မှာမလုံမဲနဲ့ဒီသီလမရှိဘဲနဲ့သူများရဲ့အဆွဆွဲမခံမရစေနဲ့တို့ဒီလိုဆူတောင်းလို့ပြည့်စုံမှာမလားမပြည့်စုံဘူးဒါကြောင့်မို့ဒီသီလတွေဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုတာနောက်သူရမေတွေကမပြည့်စုံတဲ့ပုဂ္ဂိုလ်တရားဟာဖြစ်လျက်ဘဝမှာအသိဉာဏ်အမှန်တန်နည်းပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အုံနောက်ခုခေတ်လို့ပြောရင်ကြက်မပြေတဲ့ပုဂ္ဂိုလ်ပေါ့။အိုင်ကျူမမြင့်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့။ဘာမှသင်လို့ပြလို့မရတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်ဒါအ ਨੇ ဆုံးအပေါ်ဆုံးအပြစ်နောက်အယူအနှံဖြစ်တတ်တယ်အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလို့ဘယ်လိုဆုတောင်းနေရမှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ကိုချင်းသီလဆိုတာအမှန်တမ်းအရေးကြီးပါလေ။
တဆင့်တက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ယဟန်တန်ဃာတွေဆိုယဟန်တန်ဃာတွေပတ်သက်တဲ့ဝါရိတသီလတွေသာသနာ့နယ်ဝင်သီလရှင်တွေဆိုလဲသီလရှင်တွေနဲ့ပတ်သက်တဲ့သီလတွေကိုချင်းတရားတွေနှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်မှုကာယကံထိမ့်သိမ်းဆောက်ရှောက်မှုဆိုတဲ့အဲ့ဒီကိုချင်းတရားအမတန်မှအရေးကြီးတယ်တဲ့ဝိသုဒ္ဓိမေထက္ကရာကြီးမှာသီလကိုအဓိပ္ပာယ်နှမျိုးပေးထားတာရှိတယ်သီလဆိုတာသမာဒါနကာယကံမှုဝစီကံမှုဆိုလိုတာကနှုတ်ကနေစကားပြောเสียရှိလဲစီကံတတ်မှတ်ပြီးတော့ပြောတယ်ရင်ရင်ကြေးကြေးပြောတယ်ကိုယ်ဒီလက်ရောက်လှုပ်เสียရှိလို့ရှိရင်လည်းပဲအပြစ်ကင်းအောင်လုပ်တယ်ဟောအဲ့ဒါဟာသမာဒါနပဲကိုမှုရဲ့စီကံနှုတ်မှုရဲ့စီကံအတိုင်းနေတာနောက်တနည်းကသီလဆိုတာဥပဋ္ဌာရဏလူတွေရဲ့အည်အသွေးတွေကဘယ်မှာတီးနေတုံးဆိုကိုချင်းတရားပေါ်မှာတီးတယ်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဘယ်အည်ချင်းမှမတီးနိုင်ဒီနေရာမှာကောင်းတဲ့ကုသိုလ်တရားတွေအရှိတည်တတ်နေဖို့ဆိုတာကိုချင်းတရားနဲ့ထိမ့်မှတည်တတ်တယ်ကိုချင်းတရားမရှိလို့ရှင်မတည်တတ်ရှင်သစ်စီဟာတင်ကြီးရွှေခွက်မှာသာတည်တယ်ဆိုတဲ့စကားလိုပဲအလုံးအစင်းမြင့်တဲ့တရားတွေမှန်သမျှဟာသီလပေါ်မှာတည်တယ်လို့ဒီလိုပြောတာဒါကြောင့်မို့ဒီသီလအဗ္ဗဓမ္မအရေးကြီးတယ်ဒီသီလနဲ့ပြည့်စုံရမယ်လူချင်းတဲ့စုကိုတောင်းတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လည်းလိုအပ်တယ်နောက်တစ်ခုကတုဒ္ဒဆိုတာအခုတရားဓမ္မနားနေတာလည်းတုဒ္ဒပဲစာသင်တာလည်းတုဒ္ဒစာအုပ်တွေဖတ်တာလည်းတုဒ္ဒဆိုတဲ့နေရာမှာလောကကြီးပွားရေးတန်တရားကြီးပွားရေးလောကကြီးပွားရေးနဲ့ပတ်သက်တဲ့စာကောင်းပေကောင်းဖြစ်စေတန်တရားကြီးပွားရေးနဲ့ပတ်သက်တဲ့စာကောင်းပေကောင်းဖြစ်စေဒါတွေဟာအကြမ်းမြင်ဘုဒ္ဓတရှိရဒီနေရာမှာအဆင့်မြင့်တာကိုပြောလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့ကြာဘူးနာဝရှိနေဖို့လိုအပ်ပါတယ်တဲ့ကြာဘူးနာဝမရှိဘူးဆိုတာအခုကြာဘူးနာဝဆိုတာကြည့်တတ္ထာဆိုတာဘယ်လိုဟာလဲသီလဆိုတာဘယ်လိုဟာလဲသီလဆိုတာဘာကြောင့်အရေးကြီးတယ်ဆိုတာမြတ်စွာဘုရားထိုသုတ်တန်နေမှာဟောထားတာရှိတယ်အဲ့ဒါနေနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓရှိနေဖို့လိုအပ်တယ်ဘုဒ္ဓမရှိတဲ့ပုဂ္ဂိုလ်တရားကိုကိုယ့်ဘဝကိုလမ်းဖြောင်းအောင်ဥဆောင်ပြီးတော့သွားနိုင်ပါမလားသွားနိုင်ဘူးဘာလို့ရမယ်ဆိုတာဘုဒ္ဓရှိတဲ့ပုဂ္ဂိုလ်မှလုပ်လို့ရဆိုပါစို့ဒါနလုပ်ရင်စိတ်ဘယ်လိုထားရမလဲသီလဆောက်တည်ရင်စိတ်ဘယ်လိုထားရမလဲသမထကမ္မထာဝိပဿနာကမ္မထာပွားများအားထုတ်လို့ရှိရင်စိတ်ဘယ်လိုထားရမလဲဘယ်လိုအားထုတ်ရတယ်ဆိုတဲ့ဒါတွေကြာဘူးနာဝမရှိတဲ့ပုဂ္ဂိုလ်တရားဟာသူလှုပ်တဲ့လှုပ်ဟာမှန်ကန်တဲ့လှုပ်ရဖြစ်ပါမလားမဖြစ်ဘူးဒါကြောင့်မို့တုဒ္ဒဆိုတာအမတန်မှအရေးကြီးတယ်တဲ့ဘောဓုဒ္ဒအရေးကြီးတယ်ကြာဘူးနာဝများများရှိဖို့လို့ကြီးမြတ်စွာဘုရားဟောတယ်လေထိုသုတ်တန်နေပါတတ္ထာဘိဇံတပောဝုဒ္ဓိတရားဟာမျိုးစိနဲ့တူတယ်ဟောဒါဘုရားဟောတဲ့စကားတစ်ခုတရားမျိုးစိနဲ့တူတယ်စဉ်းစားကြည့်လိုက်မျိုးစိဆိုတာဘာလုပ်တယ်လဲမျိုးစိဆိုတာအလုံးနှစ်ခုကိုလုပ်တယ်တဲ့မျိုးစိလေးကဘာအလုပ်လဲဆိုရင်မျိုးစိလေးတစ်ခုကိုမြေကြီးထဲမှာချပြီးတော့စိုက်ကြည့်လိုက်အဲ့ဒီမျိုးစိလေးကအမြစ်ကလေးမဆင်းလာဘူးလားအဲ့ဒါသူ့အလုပ်တစ်ခုအပေါ်မှာရောအညောင်ကလေးတက်မလာဘူးလားဒါသူ့အလုပ်တစ်ခုဟောမျိုးစိလေးကအလုပ်နှစ်ခုလုပ်တယ်ထို့တူပဲတရားတရားကလည်းပဲအလုပ်ကလေးနှစ်ခုလုပ်တယ်တရားတရားရှိလာပြီဆိုလို့ရှိရင်သီလဆိုတဲ့အမြင့်သမထဝိပဿနာဆိုတဲ့အညွန့်လေးတွေတက်လာဒါမြတ်စွာဘုရားဟောတာမြတ်စွာဘုရားဟောတာကိုကြားဘူးလို့ရှိရင်တရားဆိုတဲ့မျိုးစိတို့ရှိရမှာပါလားဆိုတဲ့အသိဉာဏ်မရပေဘူးလားတဏှာမှာတတ္တိတဝိတ္တံပုရိတတ္တသစ္ထံတတ္တဝါတွေရဲ့အကောင်းဆုံးဥစ္စာကတရားပဲလို့ဒီလိုဟောထားတာတွေလည်းရှိဒီလိုတုဒ္ဒမျိုးတွေမိမိတို့တဏ္ဍာမှာရှိနေဖို့လိုအပ်တယ်တဲ့အဲ့ဒီတုဒ္ဒနဲ့ပြည့်စုံမှတောင်းတဲ့ဆုတွေလည်းပြည့်ဝနိုင်တယ်လို့ဒီလိုခေါ်တာနော်
ကောင်းပြီတုဒ္ဒနဲ့ပတ်သက်ပြီးတော့ရှားကြံပြီးတော့ကြည့်ပြီတော့အစစ်မြင့်တဲ့တုဒ္ဒအခြေခံတုဒ္ဒအခြေခံကံကံဤအကျိုးလက်ခဏာကအစနောက်ဆုံးမှာသမထဝိပဿနာကျင့်စဉ်တွေကိုကျင့်တာအဆုံးအဲ့ဒါလို့အစစ်မြင့်တဲ့တုဒ္ဒတွေရှိမှတုဒ္ဒမယပညာဆိုတာရလာနိုင်တယ်ပေါ့ကောင်းပြီအဲ့ဒီတုဒ္ဒပြည့်စုံမှုဟာလည်းပဲကိုလူရင်ဆန္ဒပြေဝခြင်းအကြောင်းတစ်ခုပဲတဲ့နောက်တစ်ခုကဘာလို့ဆိုစာကဒါလည်းအမတန်အရေးကြီးတာလောကလူတွေဆိုတာကိုတယောက်တည်းခံစားခြင်းတယ်ဆိုတဲ့တကူကောင်းဆန်တဲ့စိတ်ဟာမွေးရပါလို့ဖြစ်တယ် selfish လို့ခေါ်တာပေါ့တကူကောင်းဆန်တယ်ပေါ့လူဟာကိုယ်အရေးပဲကိုယ်စဉ်းစားတယ်လို့ပြောစာကဆိုတာရှိတဲ့အခါကျတော့ကိုယ်အရေးမဟုတ်သူများအရေးပါစဉ်းစားပေးလာတတ်တယ်ကိုယ်ရေးကိုတွေးတာကမစ္စရိယအခြေခံပေါ့ကိုယ်ရေးကိုတွေးပြီးတဲ့အခါကျတော့ကိုယ့်ရဲ့အောင်မြင်မှုကိုရရှိထားတဲ့အနေထားတစ်ခုသူများကိုမရစေချင်ဘူးဆိုတဲ့စိတ်ဓာတ်ပေါ်လာရင်အဲ့ဒါမစ္စရိယပဲဒါမို့မစ္စရိယရဲ့အဓိပ္ပာယ်ကိုမာဣထံဣစရိယံအညေတံဟောတုငါရထားတဲ့အခြေအနေမျိုးတွေသူများတွေပဲရပါစေနဲ့ဆိုတဲ့အတွေးဝင်လာတာပဲဘယ်ကအခြေပြုတော့ဆိုခုနကတကူကောင်းဆန်တဲ့အတွေးကအခြေပြုလာတာအဲ့ဒါကြောင့်မို့လို့အဲ့ဒီတကူကောင်းဆန်တဲ့အတွေးကိုအခြေခံပြီးတော့ဖြစ်လာတဲ့မစ္စရိယတရားကိုဖယ်ရှားနိုင်မှဒီပုဂ္ဂိုလ်တရားဟာလူလောကရဲ့အကျိုးပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုတယောက်တည်းကောင်းစားရေးလှုပ်တာကတော့ဘာမှမထူးလူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ကိုယ့်ဘဝယတ္တိရေးအတွက်ကိုယ့်ဘာကိုမလုပ်ကြဘူးလားအေးကိုယ့်ဘဝယတ္တိရေးအတွက်ကိုယ့်ဘာကိုရုန်းကန်နေကြတာပဲသို့သောကိုယ့်ဘဝယတ္တိရေးရုန်းကန်ရင်ကနေပြီးတော့တစ်ဖက်သားကိုကူညီလိုတဲ့စိတ်ဆိုတာအလွန်မော်မြတ်တဲ့စိတ်ဖြစ်လာတာပေါ့အခုဒီကြသွားဆရာတော်တို့ဆိုဟုတ်လားအများကြမှာဘူးဆိုပြီးတော့ပြင်ပန်းခံပြီးတော့ဦးစီးဦးဆောင်လုပ်ပြီးအများကြမှာရေးအတွက်ဆိုပြီးတော့ဇီဝိရတနာတန်ခါဆေးရုံကြီးကိုဦးဆောင်ပြီးတော့လုပ်ပြီးဒါတွေကအလွန်မော်မြတ်တဲ့လုပ်ငန်းတွေပဲအဲဒီလိုအလွန်မော်မြတ်တဲ့လုပ်ငန်းတွေလုပ်နိုင်တာစာကလို့ဆိုရဲဆုံးလို့မှုရှိရတယ်ပေါ့ဆုံးလို့မှုမရှိဘဲနဲ့ဒါတွေမလုပ်နိုင်ဘူးတဲ့အေးဒါကြောင့်မို့လို့စာကဆိုတာအမြဲတမ်းအရေးကြီးတယ်စာကဆိုတာရှိလာပြီဆိုလို့ရှိရင်ထိုစာကသည်ပတ်ဝန်းကျင်ကိုအကျိုးပြုတာဖြစ်တယ်မြတ်စွာဘုရားကစာကနဲ့ပတ်သက်ပြီးဟောထားတာနော်ဝိကတမစ္စေရပရိယုဋ္ဌိတေနစေတတာအကာရံအစ္ဆဝတ္တိအိမ်မှာနေပြီဆိုလို့ရှိရင်မစ္စရိယကင်းတဲ့စိတ်နဲ့နေရမယ်တဲ့အိမ်မှာနေရင်ကလည်းမစ္စရိယစိတ်ဆိုတာဖြစ်တတ်တယ်ပေါ့အဲ့တော့မစ္စရိယဆိုတာအများကနားလည်နေတာဘာလို့ဆိုမပေးမကမ်းရဘူးနှမျောတာကိုမစ္စရိယလို့ခေါ်နေကြတာအမှန်အဲ့ဒါတည်းမကဘူးမစ္စရိယဆိုတာကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများမရစေချင်တာဒါမစ္စရိယကိုအောင်မြင်ကြော်ကြားတယ်လို့သူများကိုအောင်မြင်ကြော်ကြားမှုမဖြစ်စေချင်ဘူးဒါမစ္စရိယမစ္စရိယ၅မျိုးကျမ်းဂန်တွေမှာပြထားတာရှိတယ်အာဝါဒမစ္စရိယကိုနေတဲ့နေရာသူများမနေစေချင်ဘူးကုလမစ္စရိယကိုနဲ့ယဉ်နှီးတဲ့ကိုတငယ်ချင်းသူများတွေအပေါင်းအသင်းမလုပ်စေချင်ဘူးလာဘမစ္စရိယကိုရထားတာမျိုးသူများမရစေချင်ဘူးဝဏမစ္စရိယကိုကြော်ကြားသလိုသူများမကြော်ကြားစေချင်ဘူးသို့မဟုတ်ကိုအစင်းလှသလိုသူများမလှစေချင်ဘူးဓမ္မမစ္စရိယကိုသိတဲ့တရားသူများမသိစေချင်ဘူးဟောမစ္စရိယတွေမစ္စရိယဆိုတဲ့သဘောတရားကလောဘနဲ့တွဲတာမဟုတ်ဘူးဒေါသနဲ့တွဲတာတမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်လောဘကြီးလို့မစ္စရိယဖြစ်တယ်လို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်ဘူးသူက
မစ္စရိယတရားဟာကိုယ့်အတွက်သိမ့်ပိုက်ပြီးတော့တခြားလူအတွက်သူကဆန့်ကျင်မဲ့လုပ်တဲ့စိတ်ဓာတ်လေးရှိတယ်မယုံလို့ရှိရင်မစ္စရိယရဲ့သဘောကိုသိချင်လို့ရှိရင်တကောင်းကစားနေတဲ့ခွေးနှကောင်ကြားမှာအမဲယိုးလေးတော့မဟုတ်အစားအစာလေးတစ်ခုပြစ်ချကြည့်ပါလားအဲ့ဒီခွေးတွေဘာလုပ်ကြမလဲကြိုက်ကြမှာပေါ့ဟုတ်ကလားရသွားတဲ့ကောင်လည်းသူ့ဟာကိုကာကွယ်တဲ့အနေနဲ့ကြောင်လေးကြွက်ကလေးတွေလည်းကြည့်နေပါဇက်ထဲမှာအစာရသွားပြီကြောင်ကလေးတွေဟာကြွက်လေးဖမ်းပြီးသွားပြီဆိုလို့ရှင်ဘာလုပ်လဲမန်ဖီနေတော့တာအဲ့ဒါမန်ဖီတာတခြားမဟုတ်ဘူးလာမထိနဲ့ငါဟာဒီအဓိပ္ပာယ်မျိုးအဲ့တော့မစ္စရိယကဒေါသကိုအားပေးလာဒေါသကိုဖြစ်ပေါ်စေတာပဲဒါကြောင့်မို့မစ္စရိယဒေါသနဲ့ရှင်တာပေါ့ဟိုတိရစ္ဆာန်ယုံကြီးတွေကြားတွေအစာကျွေးတဲ့အချိန်သွားကြည့်အမတန်ဆာလောင်းနေတာအသားတုံးပြစ်ချလိုက်လို့ရှိရင်အဲ့ဒီကြာစားပါတော့လားမစားဘူးအသားတုံးကိုကိုက်ချီပြီးတော့ဟိုလိုက်ဟိန်ဒီလိုက်ဟိန်လုပ်တာအဲ့ဒါဘာကြောင့်လဲမစ္စရိယကြောင့်ဖြစ်တာနော်မစ္စရိယကြောင့်ဒေါသဖြစ်တာသူ့စာမထိနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပဲအေးမစ္စရိယတရားဖြစ်လာပြီးကြီးထွားလာပြီးဆိုလို့ရှိရင် तू အလွန်အန္တရာယ်များတယ်ပေါ့တခါတော့ကဘာမှာရာဇဝမှုတစ်ခုကျူးလွန်တာတောင်ဖြစ်သေးတယ်မစ္စရိယကြောင့်အမေရိကမှာစကိတ်စီးတဲ့အမျိုးသမီးချန်ပီယံရထားတဲ့အမျိုးသမီးတယောက်အဲ့ဒီနေ့ကျတော့သူ့ကိုရှင်ပြိုင်းလာမဲ့အမျိုးသမီးတယောက်ပေါ်လာတဲ့အခါကျတော့သူချန်ပီယံဟိုကချင်းချောက်လာသူရှုံးမဲ့အနေအထားမျိုးတွေထီအောင်ရောက်လာတဲ့အခါဘာလုပ်တုံဆိုရင်လူဆိုးတယောက်ကိုငှားပြီးတော့အဲ့ဒီအမျိုးသမီးခြေထောက်ကိုကျိုးအောင်ရိုက်ခိုင်းတာဒါတကယ်ဖြစ်ခဲ့တာနော်အဲ့ဒါဘာကြောင့်လို့ဆိုရင်ကိုယ့်ရဲ့ကြော်ကြားမှုသူများကိုမပေးချင်အဲ့ဒါမစ္စရိယလို့ခေါ်တယ်ပေါ့အေးဒါကြောင့်မလို့စာခဆိုတာဆွန့်လွတ်မှုရှိရတယ်တဲ့အဲ့ဒီမစ္စရိယတွေရှိနေလို့ရှင်လောကမှာမကြည်ပွားနိုင်ဘူးစာခဆိုတဲ့ဆွန့်လွတ်မှုကအမှန်တမ်းအရေးကြီးပါတယ်ဆွန့်လွတ်မှုမရှိဘဲနဲ့ဆူတောင်းတာမပြေဝနိုင်ပါဘူးလို့ဒါကိုဆိုလိုတယ်ပေါ့နော်နောက်ဆုံးတစ်ခုကဘာတော့ဆိုလို့ရှိရင်ပညာဒါတော့အရေးကြီးဆုံးအချက်ပဲပညာဆိုတာအခြေခံအသိဉာဏ်ကနေစလာတယ်ခုနပြောတဲ့ကမ္မတက္ကတာသမာဓိဋ္ဌိဆိုတဲ့အခြေခံပညာကစပြီးအစစ်မြင့်တဲ့ဒုတိယဒီဝိပဿနာပညာတို့ဒီထက်ရောက်လာတဲ့အခါကျတော့မက္ကပညာဖို့ပညာဆိုတဲ့အမြင့်ဆုံးအဆင့်တွေရောက်လာအဲ့ဒီပညာမှမရှိလို့ရှိရင်လည်းခုနကဆူတောင်းတာတွေကမပြေဝနိုင်ဘူးအလုံးပေါင်းလိုက်တဲ့အခါကျတော့တတ္တာရဲ့သီလရဲ့သုတရဲ့စာကရဲ့ပညာရဲ့ဟောဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာဒီတရားတွေဟာရှိကိုရှိရဒီတရားတွေရှိမှဒီအခြေအနေကောင်းတွေမရှိဘဲနဲ့ဆူတောင်းဆူယူပြုမယ်ဆိုလို့ရှိရင်တောင်းတဲ့ဆူဟာအောင်မြင်မှုမရနိုင်ဘူးတဲ့မြတ်စွာဘုရားသင်္ခါရုပပတ္တိတုတ်ပါဧတရာနဲ့လည်းပြည့်စုံပြီးသီလနဲ့လည်းပြည့်စုံတယ်သုတ္တစာကပညာတို့နဲ့လည်းပြည့်စုံပြီးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကြားဖို့နာဝရှိတဲ့အတိုင်းသူဆူတောင်းလိုက်မယ်ဘာဖြစ်ချင်လဲဆိုတာလောကမှာလူတွေကဘာဖြစ်ချင်လဲဆိုတာအများအားရှိတယ်လေလူတိုင်းမှာလည်းပဲရှိတာပဲကလေးလေးတွေတွေ့ရင်မင်းကြည့်ရင်ဘာဖြစ်ချင်တော့မေးတာဘာမှမဖြစ်ချင်ဘူးဆိုတဲ့လူကတော့မဟုတ်သေးဘူးเนาะလူဆိုတာတခုဖြစ်ချင်နေတာတော့ရှိမှာအဲ့ဒီဘာဖြစ်ချင်လဲဆိုတဲ့ကိုဖြစ်ချင်တဲ့ဆန္ဒကလေးအတွက်လိုအပ်တဲ့အရေးချင်းတွေကတော့ဒီအရေးချင်းတွေပဲအဲ့ဒီအရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်သူဖြစ်ချင်တယ်ဆိုတာသူကြားဘူးနာဝရှိတဲ့အပေါ်မှာသူဖြစ်ချင်တူတယောက်ကိုအားကြပြီးတော့ဖြစ်ချင်တာလည်းရှိပဲဘုန်းကြီးတို့တွေငယ်ငယ်တုန်းကဘုရားဝင်ကြီးတွေဖတ်တဲ့အခါကျတော့ဖះဖြစ်ချင်စိတ်ပေါက်ဒါပေမဲ့ပါရမီဖြည့်ရမှာကြောက်တယ်ဖះဖြစ်ချင်တယ်ဆိုတဲ့စိတ်ကလေးပေါက်လာတာဩ
ဖြစ်ချင်တဲ့ဆန္ဒဆိုတာတော့ပေါ်ကြတာပဲเนาะရှင်သာရိပုတ္တရာဝတ္ထုဖတ်တဲ့အခါရှင်သာရိပုတ္တရာလို့ပညာကြီးခြင်းနဲ့ရှင်မောက္ကလံဝတ္ထုဖတ်တဲ့အခါကျတော့ရှင်မောက္ကလံလို့တကူကြီးခြင်းနဲ့ဒါတွေကလူရဲ့ဆန္ဒမှာကောင်းတယ်ဆိုလို့ရှိရင်ဖြစ်ချင်ကြတာတချို့များတောင်းလိုက်တာချမ်းသာတယ်ဆိုတော့ဇောတိကလို့လည်းချမ်းသာခြင်းနဲ့ဇတိလလို့လည်းချမ်းသာခြင်းနဲ့တယောက်တင်ပဲများလာပါပြီနော်အချို့စုတောင်းမှာမလေးဇောတိကဇတိလပုံနာအကုန်လုံးရှိသမျှတထေးတွေရဲ့ဟိုစီးစိမ်ကိုသူတယောက်တည်းနဲ့အကုန်ရခြင်းနဲ့ဆိုတော့အဲ့ဒါတော့နည်းနည်းလောဘကြီးသွားတယ်နဲ့တူတယ်။ဘာဖြစ်လို့လဲဆိုဇောတိကတယောက်တည်းတင်ပဲသုံးမကုန်ပါဘူး။လူလောကမှာဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒလေးတွေရှိကြတာပဲ။အေးကောင်းပြီ तू ကြားဘူးတာလေးနဲ့ तू ကဖြစ်ချင်တယ်။ဖြစ်ချင်လာပြီဆိုလို့ရှိရင်ဒီအခြေအနေတရားဓမ္မ၅မျိုးနဲ့လည်း तू ပြည့်စုံတယ်။ကဲကောင်းပြီမြတ်စွာဘုရားကအဲ့ဒီမှာ32မျိုး तू ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖော်ထုတ်ထားတာရှိတယ်။32မျိုးဖော်ထုတ်ထားတယ်။အဲ့32မျိုးကိုအကျဉ်းချုပ်ပဲပြောမယ်။လူဘဝနဲ့ပတ်သက်ပြီးတော့လူထဲမှာဖြစ်ချင်စရာကောင်းတဲ့လူဘာလဲလို့ဆိုရင်နံပါတ်1ကခတ္တိယမဟာသာလတိုင်းပြည်အုပ်စိုးတဲ့မင်းမျိုးလည်းဖြစ်ရမယ်တကယ်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရဆိုလိုတာဒီဘုရင်လည်းဖြစ်မယ်ချမ်းလည်းချမ်းသာမယ်ပေါ့ဆောလမွန်ဘုရင်ကြီးတို့လိုပေါ့ရာဇဝင်ထဲမှာအဲ့ဒါလိုခတ္တိယမဟာသာလမင်းမျိုးလည်းဖြစ်တယ်ချမ်းလည်းချမ်းသာတယ်ဒီခတ္တိယမဟာသာလဆိုတဲ့မင်းမျိုးတွေဟာအင်မတန်မှချမ်းသာတယ်လို့ကြားဘူးတယ်ငါဖြစ်ရရင်ကောင်းမှာပဲဆိုတဲ့စိတ်ဓာတ်ကလေးကိုမွေးအဲ့ဒီစိတ်ဓာတ်ကလေးပဲအမြဲတမ်းဆွဲလန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာသိလို့ရှိရင်အဲ့ဒီခတ္တိယမဟာသာလဘုံရောက်ပါတယ်ဒီမြတ်စွာဘုရားသူဖြစ်ချင်တာဖြစ်ပါတယ်ဒီ၅မျိုးနဲ့သာပြည့်စုံလို့ရှိရင်နောက်တစ်ခုစဉ်းစားတယ်အေခတ္တိယမဟာသာလဆိုတာမင်းမျိုးဆိုတာတိုင်းပြည်အုပ်ချုပ်ရတာတွေအလုပ်ရှုပ်တယ်ပေါ့ဒီတဲ့ငြိမ်းချမ်းတာသူစဉ်းစားလိုက်တယ်ဗြဟ္မဏမဟာသာလမင်းရဲ့ဆရာလုပ်ပြီးတော့ချမ်းသာကြွယ်ဝတဲ့ပုံနာမျိုးဖြစ်ရရင်ကောင်းမှာပဲလို့စိတ်ဆန္ဒရှိလို့ရှိရင်လေအဲ့ဒီစိတ်ဆန္ဒနဲ့ပတ်သက်လာတဲ့ဟောဒီတရား၅ပါးနဲ့ပတ်သက်လာတဲ့စွမ်းဆောင်ချက်တွေဟာဆန္ဒပြုချက်တွေဟာအလုံးပြည့်ဝတယ်လို့မြတ်စွာဘုရားဟောတာဒါနံပါတ်1နံပါတ်2နံပါတ်3ကြတော့ခါပတိမာသာလတမန်အယတ္တုယသားတွေကချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းတယ်ဖြစ်ခြင်းတယ်ဆိုတဲ့စိတ်ဆန္ဒတွေအမြဲတမ်းဆွဲဆွဲမြဲမြဲရှိနေသည့်အတွက်ကြောင့်တည်တဲ့အခါကျတော့ခါပတိမာသာလဖြစ်တယ်ဒါလူဘဝမှာဒါကိုမျက်စိအောက်မှာမြင်နိုင်တဲ့အရာတွေကိုဆုတောင်းဆုယူပြုတာဒီတရား၅ပါးနဲ့သာပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီဆုတောင်းတာတွေကပြည့်ဝနိုင်တယ်ကဲတချို့ကြတော့အတန်ကြားနဲ့ဆုတောင်းတာရှိသေးတယ်သူကကြားဘူးတယ်စတုမာရနတ်ဘုံဆိုတာအသက်လည်းရှည်တယ်ရုပ်ဆင်းအင်္ဂါလည်းလှပကြတယ်ချမ်းသာဒုက္ခလည်းအမတန်မှများတယ်ငါအဲ့ဒီဘုံဖြစ်ချင်လိုက်တာဆိုတဲ့စိတ်ကလေးရှိလို့ရှိရင်မြတ်စွာဘုရားကဟောဒီတရား၅မျိုးသာပြည့်စုံတဲ့ဟောစတုမာရဘုံရောက်သွားဒီတိုင်းပဲသူကမြတ်စွာဘုရားကစတုမာရပြီးတော့တာဝရိန္ဒာယာမအဲ့လိုဒီတုတ်တံမှာနတ်ပြည်6ထပ်ကိုတစ်ခုစီတစ်ခုစီဟောသွားတယ်ဒီစွန့်ရည်တတိပြည့်တဲ့ဓမ္မတရား၅မျိုးနဲ့ပြည့်စုံပြီဆိုရင်သူဆုတောင်းတာတွေကုန်ရပါတယ်နောက်ဗြဟ္မာကြတော့မြတ်စွာဘုရားကသဟတဆိုတဲ့ဗြဟ္မာကစပြီးတော့ဟောတယ်စัจ java လာ1000ကိုအလင်းဆောင်နိုင်တဲ့ဗြဟ္မာကြီးကိုသဟတဗြဟ္မာလို့ခေါ်တယ်စัจ java လာ1000ကိုအလင်းဆောင်တဲ့ဗြဟ္မာကြီးစัจ java လာ1000ကိုမြင်နိုင်တဲ့ဗြဟ္မာကြီးအဲ့ဒီဗြဟ္မာကြီးကိုသဟတဗြဟ္မာဩသဟတဗြဟ္မာဆိုတာတကူအမတန်ကြီးတယ်အသက်လည်းရှည်တယ်အစင်းလည်းလှတယ်ချမ်းသာဒုက္ခလည်းအမတန်ကြီးတယ်ငါနောက်ဘဝကျအဲ့ဗြဟ္မာမျိုးကြီးဖြစ်ရင်ကောင်းမှာပဲလို့ဆုတောင်းမယ်အဲ့ဒီကြတော့စဉ်းစားစရာကဆုတောင်းရုံလေးနဲ့ရမလားဆိုမရဘူးเนาะဘာတွေလိုအပ်လာတော့ဆိုခုနက
တတ္တာတို့သီလတို့ကိုအခြေခံလာပြီးတော့သမထကျင့်စဉ်တစ်ခုအောင်မြင်အောင်လုပ်ရဖို့လိုသေးတယ်ဒါကြောင့်မို့လို့ဒီတတ္တသီလသုဒ္ဓစာကပညာဆိုတာအဆင့်အမျိုးမျိုးရှိတယ်ပေါ့သမထကျင့်စဉ်တစ်ခုကိုပိုင်နိုင်ကျင့်နိုင်တဲ့ဉာဏ်ရည်ဉာဏ်သွေးတွေရှိဖို့လိုတယ်အဲ့ဒါတွေကျင့်ပြီးတော့သမထကိုအောင်မြင်ပေါက်ရောက်သွားပြီဆိုလို့ရှိရင်ပြမာကိုဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဒီလိုခေါ်လို့ရင်ဖြစ်တယ်ထို့တူပဲပြမာတွေသွားလိုက်တာနောက်ဆုံးမှာအလုံး32မျိုးနောက်ဆုံးဟာတစ်ခုပြောရအောင်ကောင်းပြီဆိုတဲ့ဘုံတွေအားလုံးနောက်ဆုံးကြတော့နေဝတ္တညာနာတညာရဏဘုံထိနေဝတ္တညာနာတညာရဏဘုံဆိုတာကြတော့အသက်ရှည်တယ်သူကြတော့အဆင်းမရှိသည့်အတွက်ကြောင့်အဆင်းလှတယ်လို့ပြောလို့မရသက်ရှည်တယ်ချမ်းသာတယ်တကောအနုဘော်တွေကြီးတယ်အဲ့ဒီပြမာမျိုးဖြစ်ရင်ကောင်းပါပဲလို့စိတ်ဆန္ဒတွေပြင်းပြလို့ရှိရင်လည်းအဲ့ဒီပြမာမျိုးတွေဖြစ်နိုင်ပါတယ်စိတ်ဆန္ဒပြင်းပြအယုံတက်တက်နဲ့တော့မဖြစ်ဘူးခုနကပြောသလိုတပ္ပထကျင့်စဉ်တစ်ခုအောင်မြင်ပွားရအောင်လုပ်ရအောင်ပဲနောက်ဆုံးကြတော့မြတ်စွာဘုရားကဘာဟောတော့ဆိုရင်အခုပြောတဲ့တတ္တသီလသုဒ္ဓစာကပညာဆိုတဲ့ဒီအရည်အသွေးတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့အတော်ကင်းကွာယဟန္တာစိတ်လေးကလည်းလုံးဝလွတ်သွားပြီပညာလည်းအတွေ့အတာတွေကနေအလုံးလွတ်သွားပြီကိလေသာဆိုတဲ့အနှောက်အယှက်တွေကအလုံးလုံးသွားတဲ့စေတောဝိမု ക്തി ပညာဝိမု ക്തി စိတ်ဓာတ်ကလည်းကိလေသာတွေကလွတ်သွားတယ်ပညာလည်းကိလေသာတွေကလွတ်သွားပြီးတော့အသောကင်းတဲ့ယဟန္တာဖြစ်ရရင်ကောင်းမှာပဲဆိုလို့ရှိရင်လေဟောဒီအခြေခံတရား5မျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်သွားပြီးတော့နောက်ဆုံးမှာယဟန္တာအဖြစ်ကိုလည်းရောက်နိုင်ပါတယ်လို့မြတ်စွာဘုရားဒီသုတ်တံမှာဒီလိုခေါ်ထားတာအဲ့ဒီပုဂ္ဂိုလ်ကြတော့သူကျင့်ထားတဲ့တတ္တသီလသုဒ္ဓစာကပညာဆိုတာဟာလောကထွံ့မြောက်မှုကိုဥတည်ထားတာဖြစ်သည့်အတွက်ကြောင့်တည်သွားတဲ့နောက်ပုံမှာဘယ်ဘုံမှမဖြစ်တော့နကတ္ထစီဥပပစ္စတိဘယ်ဘုံမှမဖြစ်တော့ဘယ်ဘုံမှမဖြစ်တော့ဘူးဆိုတာနိဗ္ဗာန်ပေါ့နိဗ္ဗာန်ထိအောင်မျက်မှောက်ပြုနိုင်တယ်လို့ဘုန်းကြီးတို့တရားချက်ကသူတော်စင်ပြိဿတို့ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့အခါကျတော့ဤကောင်းမှုကြောင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့တို့ဒီလိုဆုတောင်းနေရှိကြတယ်ပေါ့ဆုတောင်းပြီဆိုလို့ရှိရင်တကယ်ရှိရမယ့်အရည်အသွေးတွေရှိဖို့လိုအပ်တယ်ဒါကြောင့်မို့အာသောကင်းကွာယန္တာဖြစ်ဖို့ဆိုတဲ့နေရာကြတော့ဘာတွေကိုမြင့်ပေးရမလဲဆိုရင်အရေးကြီးဆုံးကခုနနောက်ဆုံးပညာဆိုတာကိုမြင့်ဖို့လိုတယ်သူလည်းပညာရှိရမှာပဲတတ္တသီလသုဒ္ဓစာကဆိုတဲ့အခြေခံတွေရှိရမယ်အခြေခံရှိပြီးတဲ့အခါကျတော့ပညာသူကြတော့အဓိပ္ပာယ်လေးတွေပြောင်းလာမယ်ပေါ့သီလဆိုတာသမုစ္စေရပဟံနဲ့တတ္ထာဆိုတာလည်းခုနကကံကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတဲ့အဆင့်မဟုတ်တော့ဘူးသဘာဝတရားတွေရဲ့မမြဲတဲ့သဘောတွေကိုဆုံးဆုံးဖြတ်ဖြတ်ယုံကြည်တယ်ဆိုတဲ့အဆင့်တတ္ထာအဆင့်မြင့်ရောက်သွားသီလဆိုတာကြတော့လည်းပဲလုံးဝကျွလွန်မှုမရှိတော့တဲ့သမုစ္စေရပဟံနဲ့လုံးဝပယ်ထားတဲ့ဒုစရိုက်တွေကိုဖယ်ရှားနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့လောကုတ္တရာသီလမျိုးတုဒ္ဒဆိုတာလည်းတကယ်အစစ်မြင့်တဲ့တရားဓမ္မကိုသိတဲ့တုဒ္ဒမျိုးစာကဆိုတာကြတော့ကြည့်လောဘကိုဆွန့်လွတ်နိုင်တယ်ဒေါသကိုဆွန့်လွတ်နိုင်တယ်မောဟကိုဆွန့်လွတ်နိုင်တယ်ကိရိတာအသောတွေအလုံးကိုဆွန့်လွတ်နိုင်တယ်ဆိုတဲ့စာကမျိုးပညာကြတော့ဘလို့အဆင့်တန်းမြင့်သွားတော့ဆိုမြတ်စွာဘုရားကအဆင့်အမြင့်ဆုံးပညာကိုဟောလို့ရှိရင်ဥဒိယထဂာမိနိယပညာရသဘာဝတရားတွေရဲ့ဖြစ်မှုပြက်မှုသင်္ခါရတရားတွေရဲ့ဖြစ်မှုပြက်မှုကိုရှုမြင်နိုင်တဲ့ပညာအရိယာယအလွန်အလွန်မြင့်မြတ်ပြီးတော့နိဗ္ဗေဒိကကိလေသာတွေကိုဖောက်ခွဲနိုင်တဲ့ကိလေသာတွေကိုဖျက်ဆီးပြစ်နိုင်တဲ့ပညာမျိုးတဲ့အဲ့ဒီပညာမျိုးရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့ဆန္ဒကိလေသာအသောတွေကုန်ညင်ပါတယ်ဆိုတဲ့ဒီဆန္ဒလုံးဝပြည့်စုံသွားနိုင်ပါလေ။ဒါကြောင့်မို့တကယ်ခြုံကြည့်လိုက်တဲ့အခါကျတော့
မိမိတို့ရဲ့အဆင့်အတန်းလိုက်ပဲကိုယ့်ရဲ့တတ္တာကိုယ့်ရဲ့သီလကိုယ့်ရဲ့သုဒ္ဓကိုယ့်ရဲ့စာကကိုယ့်ရဲ့ပညာဟာဘယ်အဆင့်မှရှိတယ်လဲအဆင့်နှိမ့်တဲ့ဘက်မှာရှိရင်သူဆုတောင်းတာအဆင့်နှိမ့်တဲ့နေရာပဲရမယ်အဆင့်အလယ်အလတ်မှာဆိုလို့ရှိရင်အလယ်အလတ်ပဲရမယ်အဆင့်အမြင့်ဆုံးဆိုလို့ရှိရင်အမြင့်ဆုံးဖြစ်တဲ့ခုပြောတဲ့အသောကင်းกว่าယဟန္တာဆိုတဲ့အဖြစ်မျိုးထီအောင်ရနိုင်ပါတယ်သင်္ခါရုပပတ္တိတုတ်ရမြတ်စွာဘုရားထိုသုတ်တံမှာဒီလိုဟောထားတာရှိပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဆုတောင်းနေကြတဲ့အခါမှာဆုတောင်းပြီးဝဖို့အတွက်ဟောဒီမြတ်ဓမ္မတွေဟာမိမိတို့တဏ္ဍာမှာအမြဲတမ်းအရေးကြီးတယ်ဆိုတာဆုတောင်းဖို့တဲ့ဒီတရားတွေရှိဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒီတရားတွေကိုယ်တဏ္ဍာမှာရှိရလားရှိလာလို့ရှိရင်အဆင့်တဖြည်းဖြည်းတစတဲ့တစတို့အဆင့်အမြင့်ဆုံးရောက်အောင်ကြိုးစားကြရမှာလို့ကိုယ်စီသဘောကျပြီးတော့ဆုတောင်းပြေဝမြတ်ဓမ္မတို့မိမိတို့တဏ္ဍာမှာမရသေးရင်ရအောင်ကြိုးစားမှုရပြီးလို့ရှိရင်လည်းတိုးတက်အောင်ကြိုးစားမှုဆိုတာအရေးကြီးဆုံးဖြစ်တယ်လို့အလုံးသဘောပေါက်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း